မူသေးထန်နေတဲ့မှောင်မိုက်တဲ့ညတညမှာလူတစ်ယောက်ဟာလက်ထိတ်ခြေထိတ်တွေအပြည့်စုံနဲ့တင်မော်တစည်းပေါ်မှာပါလာပါတယ်။ဒီလူဟာတခြားထောင်တွေကနေခဏခဏထွက်ပြေးဘူးလို့ဒီအကျက်ဆုံးထောင်ကိုပို့ခံရသူဖြစ်ပြီးသူ့နာမည်ကတော့ Frank Moore ပဲဖြစ်ပါတယ်။သူ့ကိုတင်ဆောင်လာတဲ့တင်မော်ဟာပတ်လည်မှာပင်လယ်ကြီးလိုင်းတွေဝိုင်းနေတဲ့ကျွန်းတစ်ခုပေါ်ကအေကာရက်အကျဉ်းထောင်စီကိုဥတီမောင်းနေနေတာပဲဖြစ်ပါတယ်။ကျွန်းမော်ကိုရောက်တာနဲ့အဆောင်ရဲသားတဦးဟာသူ့ရဲ့လက်ကိုပါဖမ်းဆီးလာသူရဲ့လက်နဲ့တွဲပြီးတော့လက်ထိတ်ခတ်လိုက်ပါတယ်။ဒါဟာဒီအကျဉ်းသားဟာဘလောက်ထိအန္တရာယ်များတယ်ဒါမှမဟုတ်ဒီထောင်ဟာဘလောက်ထိလုံခြုံရေးတင်းကျပ်တယ်ဆိုတာကိုပြသနေတဲ့အချက်ပဲဖြစ်ပါတယ်။သူတို့ဟာအကျဉ်းသားတစ်စစ်ဆေးရေးခန်းထဲကိုရောက်ရှိလာခဲ့ပြီးအဲ့ဒီမှာတော့သူ့မှာပါလာတဲ့ပစ္စည်းမှန်သမျှကိုတင်ဆဲကကိုလုံးတီးစစ်ဆေးမှုတွေအထိပြုလုပ်ပါတယ်။ဒီလုပ်ငန်းစဉ်ဟာအကျဉ်းသားတစ်ယောက်ရဲ့လူဂုဏ်သိက္ခာကိုစတင်ချိုးနှိမ်လိုက်တာဖြစ်ပြီးခုကစလို့လူတစ်ယောက်မဟုတ်တော့ပဲနံပါတ်တစ်ခုပဲဖြစ်သွားတော့မယ်ဆိုတာကိုတတိပေးလိုက်တာပဲဖြစ်ပါတယ်။စစ်ဆေးမှုတွေအားလုံးပြီးတဲ့နောက်မှာတော့သူနေထိုင်ရမယ့်တန်တိုင်းတွေနောက်ကအကျဉ်းခန်းလေးစီကိုပို့ဆောင်ခြင်းခံလိုက်ရပါတယ်။ဒီနေရာကတော့တစ်ခါရောက်ရင်ဘယ်တော့မှပြန်မထွက်နိုင်တော့ဘူးလို့နာမည်ကျော်တဲ့ငရေခမ်းအေကာရက်ထောင်ပဲဖြစ်ပါတယ်။နောက်တစ်နေ့မနက်ထမင်းစားခန်းထဲမှာတော့ Frank ဟာအကျဉ်းထောင်ရဲ့ပတ်ဝန်းကျင်ကိုစတင်ထိတွေ့ရပါတယ်။အဲ့ဒီမှာခဝဝနဲ့လူတစ်ယောက်ကသူ့ကိုပညာပြခြင်းတဲ့အကြည့်မျိုးနဲ့စောင့်ကြည့်နေပါတယ်။ဒါပေမဲ့ Frank ရဲ့အာယုံကိုဆွဲဆောင်သွားတာကတော့ရှေ့ကလူတစ်ယောက်ရဲ့ထူးဆန်းတဲ့လုပ်ရက်ပါပဲ။အဲ့ဒီလူဟာသူ့ပကံထဲကခောက်ဆွဲဘက်လေးကိုခုံအောက်ကိုချကြွေးလိုက်တဲ့အခါ Frank လှမ်းကြည့်လိုက်တော့ကြွက်လေးတစ်ကောင်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဒီထူးဆန်းတဲ့ကျင်းသားရဲ့နာမည်ကတော့လစ်တမတ်ဖြစ်ပြီးဒီကြွက်လေးဟာဒီငရမ်းကန်းထဲမှာတော့သူ့ရဲ့တဦးတည်းသောတငယ်ချင်းပဲဖြစ်ပါတယ်။ထမင်းစားပြီးလို့အဆောင်ကိုပြန်ရောက်တဲ့အချိန်မှာတော့ထောင်မူကြီးကခေါ်တယ်ဆိုတာကြောင့် Frank လိုက်သွားခဲ့ပါတယ်။ထောင်မူကြီးကတော့အေကာရက်ဟာအမေရိကန်ကတခြားထောင်တွေနဲ့မတူဘူးဆိုတာကိုစတင်ကြေညာခဲ့ပါတယ်။ဒီမှာအကျဉ်းသားအခွင့်အရေးတွေဇာတိတာမြင့်တင်ရေးတွေဆိုတာမရှိဘူး။ထောင်ရဲ့စီကံကလွဲလို့ဘာကိုမှလက်မခံဘူးလို့တွေ့အေးအေးနဲ့ရှင်းပြနေပါတယ်။ထောင်မူကြီးကစကားတွေအများကြီးပြောနေပေမဲ့ Frank ကတော့သူ့စကားတွေကိုစိတ်မဝင်စားပဲခန်းထဲမှာရှိတဲ့ထောင်ရဲ့ပုံချမ်းကိုပဲအသေးစိတ်လေ့လာနေပါတယ်။သူဟာအခွင့်အရေးကိုစောင့်ကြည့်ပြီးထောင်မူကြီးစပွဲပေါ်ကလက်သေးညက်တစ်ခုကိုမတိမတာခိုးယူခဲ့ပါတယ်။ဒါဟာသူ့အတွက်တော့ဒီထောင်ကနေထွက်ပြေးဖို့ပထမဆုံးရရှိတဲ့လက်နက်ကရိယာပဲဖြစ်ပါတယ်။ထောင်မူကြီးကတော့ Frank ရဲ့လှုပ်ရှားမှုကိုတတိမထားမိပဲနောက်ဆုံးတတိပေးချက်တစ်ခုပေးလိုက်ပါတယ်။ဒီကျွန်းကနေထွက်ပြေးတဲ့လူမှန်သမျှပြန်ဖမ်းမိတာပဲရှိတယ်။မဖမ်းမိတဲ့သူတွေကလည်းပင်လယ်ထဲမှာအသေးပဲလို့ချင်းချောက်လိုက်ပြီး Frank ကိုအခန်းထဲကနေထွက်သွားခိုင်းလိုက်ပါတော့တယ်။အေကာရက်လိုနေရာမျိုးမှာကိုကာကွယ်နိုင်မှတက်ရှင်မှာပါ။ရေချိုးခန်းအတွင်းမှာ Frank ဟာလစ်တမတ်နဲ့စကားပြောနေတော့ထမင်းစားဆောင်မှာတွေ့ခဲ့တဲ့လူမိုက်ကြီးဟူကအနားရောက်လာပြီးရန်စကားပြောကဖိုးချဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ Frank ကတော့အလျှော်မပေးပဲဟူရံမမှုခင်မှာတင်ဥအောင်ထိုးကြိတ်လိုက်ပြီးလူမိုက်ကြီးရဲ့အမောက်ကိုချက်ချင်းပဲချိုးနှိမ်လိုက်ပါတော့တယ်။ဒီရံပွဲအပြီးအဆောင်ကိုပြန်လာတဲ့လမ်းမှာတော့ထောင်ဆောင်တွေက Frank ကိုစာကြည့်တိုက်မှာလူလိုတယ်ဆိုပြီးတော့ခေါ်သွားခဲ့ပါတယ်။ဒါဟာ Frank အတွက်တော့ထောင်ရဲ့ပတ်ဝန်းကျင်ကိုပို့ပြီးလေးလာခွင့်ရမယ်အခွင့်အရေးကောင်းတစ်ခုဖြစ်လာပါတယ်။စာကြည့်တိုက်ကိုရောက်တဲ့အခါစာကြည့်တိုက်မှုအင်္ဂလိပ်နဲ့တွေ့ဆုံခဲ့ပါတယ်။အင်္ဂလိပ်ကစာအုပ်တွန်းလဲပေါ်စာအုပ်တွေတင်နေရင်းနဲ့သူ့ရဲ့နာကျင်စရာအတိတ်အကြောင်းကိုပြောပြပါတယ်။သူဟာတစ်ခါကတိုက်ပိတ်ခံရတော့ကစိတ်မတီးမငြိမ်ပဲခေါက်တလို့ဖြစ်လာခဲ့ပြီးတော့ထောင်ကနေဘယ်တော့မှထွက်မပြေးနိုင်အောင်ကိုဖနှောင်ကျော်ကိုပြန်ဖြတ်ခဲ့ကြောင်းဝမ်းနည်းစရာပြောပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Frank ဟာစာအုပ်လှဲကိုတွန်းရင်ထောင်သားတွေစီစာအုပ်လိုက်ပို့တဲ့အလုပ်ကိုစတင်ပါတယ်။ဒီအလုပ်ကနေတဆင့်သူဟာထောင်ရဲ့အဆောက်အုံအနေအထားထောင်သားတွေရဲ့ဇယိုင်းနဲ့ထောင်ဆောင်တွေရဲ့ကင်းလဲချိန်ကိုအသေးစိတ်စတင်လေ့လာနေပါပြီ။အကျဉ်းသားတွေအားလက်ချိန်မှာတော့ Frank ဟာထောင်ဝင်းအတွင်းကကွင်းပြင်ထဲကိုရောက်လာပါတယ်။အဲ့ဒီမှာပကြီးဆွဲနေတဲ့အဖိုးကိုဒေါ့ဆိုတဲ့သူကတတိထားမိသွားပါတယ်။ပကြီးကားထဲကလူတစ်ယောက်ရဲ့ရင်ဘတ်မှာပန်းမွေလေးတစ်ပွင့်ရှိနေတာကို Frank ကမေးမြန်းတဲ့အခါဒေါ့ဟာဒါဟာသူတို့ရဲ့တန်တိုင်းတွေနောက်မှာဘလို့မှထိန်းချုပ်လို့မရနိုင်တဲ့လွတ်လပ်မှုကိုရည်ညွှန်းထားတာဖြစ်ကြောင်းအနက်တိတ်ပဲရှိပြန်ပြောပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Frank ဟာလှေကားတစ်တွေရဲ့အပေါ်ဆုံးမှာတယောက်တည်းထိုင်နေတဲ့စာကြည့်တိုက်မှုအင်္ဂလိပ်စီကိုတွားရောက်ခဲ့ပါတယ်။အင်္ဂလိပ်ဟာဒီထောင်မှာဝါရင်သူတယောက်ပြီး Frank ကိုလက်တွေ့ကြတဲ့အခြေအနေတွေကိုရှင်းပြပါတော့တယ်။ခြားထောင်တွေမှာထောင်သား2ယောက်ကိုအဆောင်1ယောက်ရှိပေမဲ့ဒီမှာတော့ထောင်သား3ယောက်ကိုအဆောင်1ယောက်နဲ့အနီးကပ်ဆောင်ကြည့်နေတာဖြစ်ပြီးကျင်းကန်းထဲကတန်တိုင်းတွေဟာတာမန်တန်မဟုတ်ပဲတန်မနီနဲ့လှုပ်ထားတဲ့တန်တွေဖြစ်တာကြောင့်ဘလို့မှဖြတ်ဖို့ဖြစ်နိုင်မှာဘူး။အကယ်၍ထောင်ထဲကထွက်သွားရင်တောင်ပင်လယ်ရေပြင်ကိုဖြတ်ကူးဖို့10မိုင်လောက်လိုပါသေးတယ်။ပင်လယ်ရေဟာအရန်အေးလွန်းတာကြောင့်မိနစ်ပိုင်းအတွင်းမှာပဲခန္ဓာကိုယ်ဟာရေခဲပြီးတော့အသက်သေဆုံးနိုင်တယ်လို့သူကအသေးစိတ်ရှင်းပြခဲ့ပါတယ်။အင်္ဂလိပ်ရဲ့စကားတွေဟာ Frank အတွက်တော့စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ဒါပေမဲ့သူတို့စကားပြောလို့မဆုံးခင်မှာပဲထောင်ဆောင်ကအထဲကိုဝင်ဖို့အမိန့်ပေးလာတာကြောင့်အကျဉ်းသားအလုံးဟာသူတို့ရဲ့အချုပ်အနှောင်ရှိရာအဆောင်လေးစီကိုပြန်လည်ထွက်ခါခဲ့ကြပါတယ်။အေကာရက်မှာအချိန်ဖြုံးမှုတွေမဟုတ်ပဲအသက်ရှင်ဖို့အတွက်ပါအလုပ်တစ်ခုလိုအပ်ပါတယ်။ထောင်ဆောင်က Frank ကိုလက်သမားလုပ်တစ်ခုချပေးထားလိုက်ပြီးတနာရီကို15ဆင့်ရရမယ်လို့ပြောကထွက်သွားပါတယ်။ဒီအလုပ်ဟာ Frank အတွက်တော့ထွက်ပြေးဖို့လိုအပ်တဲ့ကိရိယာတစားပလာတွေကိုရှာဖွေဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်လာပါတော့တယ်
အားလက်ချိန်ကွင်းပြင်မှာဖရန့်ဟာအဖိုးကိုဒေါနဲ့စကားပြောနေတော့အရင်ကအမှောက်သိပ်ခံရတဲ့လူမိုက်ကြီးဟူးကလက်စားချေဖို့နောက်ကနေချင်းကပ်လာပါတယ်။ဟူးကဓာတ်နဲ့ထိုးဖို့ပြင်လိုက်ချိန်မှာပဲဒေါရဲ့တတိပေးမှုကြောင့်ဖရန့်ဟာချိန်မီရှောင်လိုက်နိုင်ပါတယ်။သူဟာသူ့ရဲ့အပေါ်အင်ကြီးကိုချက်ချင်းချွတ်ပြီးတော့ဟူးရဲ့ဓာတ်ချက်တွေကိုကာကွယ်ဖို့အကာအကွယ်အဖြစ်ကြမ်းကျင်စွာအသုံးချခဲ့ပါတယ်။အခြေအနေတွေဟာထိမ့်မနိုင်သိမ့်မနိုင်ဖြစ်လာပါတယ်။ထောင်ဆောင်2ယောက်ဟာဟူးကိုဝင်ဆဲလိုက်ချိန်မှာတော့ဟူးဟာနောက်ပြန်ဓာတ်နဲ့ဝိရန်လိုက်တာကြောင့်ထောင်ဆောင်1ယောက်ကိုထိခိုက်မိပြီးတော့မြေပြင်ပေါ်လဲကျသွားပါတယ်။အဲ့ဒီအချိန်မှာပဲထောင်နေရန်မော်ကကင်းဆောင်ကရိုင်ဖယ်နဲ့သတိပေးချက်ပစ်ခတ်လိုက်မှသာဟူလဲဓာတ်ကိုချပြီးတော့ဖမ်းခံလိုက်ပါတယ်။လဲကျသွားတဲ့ထောင်ဆောင်ဟာပြန်ထလာနိုင်ပေမဲ့ဒေါသကတော့ငယ်တိတ်ကိုရှောင်နေပါပြီ။ရန်ပွဲမှာပါဝင်လာတဲ့ဟူရောဖရန့်မှာ2ယောက်စလုံးကိုအမှောင်ဆုံးနဲ့အဆိုးဝါးဆုံးဖြစ်တဲ့တိုက်ပိတ်ချင်းစီကိုချက်ချင်းပဲခေါ်ဆောင်သွားပါတော့တယ်။အမှောင်ဆုံးတိုက်ပိတ်ခန်းထဲမှာတော့ချိန်တော်ကြာနေခဲ့ရတဲ့ဖရန့်ဟာအာရင်ကုန်ခန်းစွာနဲ့သူ့ရဲ့အချင်းကန်းစီကိုမနှဲလျှောက်ပြီးတော့ပြန်လာခဲ့ရပါတယ်။ညဘက်ရောက်တော့သူ့ရဲ့တငယ်ချင်းလစ်တမတ်ဟာသူ့ရဲ့ကြွက်လေးကတဆင့် welcome back ဆိုတဲ့စာလာလေးပေးပို့လိုက်တဲ့အခါမှာတော့ဖရန့်ရဲ့မျက်နှာမှာခဏတာအပြုံးလေးပေါ်လာခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ဖရန့်ဟာသူ့ဘေးခန်းကအကျဉ်းသားချာလီဘတ်နဲ့စတင်မိတ်ဆက်ဖြစ်ပါတယ်။နားနေချိန်ကွင်းပြင်စီရောက်တဲ့အခါမှာလည်းဖရန့်ဟာသူ့ရဲ့တငယ်ချင်းတွေနဲ့ချာလီဘတ်ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ဒီလူစုဟာနောက်ပိုင်းမှာဒီထောင်ကနေထွက်ပြေးဖို့စူးစမ်းမဲ့အဓိကအဖွဲ့ဝင်တွေဖြစ်လာပါတော့တယ်။တစ်ဖက်မှာတော့ထောင်မူကြီးဟာအကျဉ်းကန်းတွေကိုလိုက်လံစစ်ဆေးနေပါတယ်။သူဟာလက်သေးညက်တစ်ခုကိုလက်ကြားထဲထည့်ပြီးတော့ကစားနေရင်ဒေါရဲ့အခန်းရှိမှာအဲ့ဒီလက်သေးညက်လွင့်စင်ကျသွားခဲ့ပါတယ်။အထဲကိုဝင်ကောက်ရင်ဒေါရဲ့ပကြီးကားတွေကိုကြည့်မိတဲ့အခါသူ့ရဲ့ပုံကိုဟာသားဆန်ဆန်တယော်ပြီးတော့ဆွဲထားတဲ့ပကြီးကားကိုတွေ့လိုက်ရပါတယ်။ဒါဟာအာနာရှင်ဆန်တဲ့ထောင်မူကြီးအတွက်တော့သူ့ရဲ့တိတ်ခါကိုစော်ကားခံလိုက်ရတယ်လို့ပဲဖြစ်နေပါတယ်။ရုံးခန်းပြန်ရောက်တာနဲ့ထောင်မူကြီးဟာချက်ချင်းပဲအမိန့်ထုတ်ပါတော့တယ်။သူဟာဒေါကိုပကြီးဆွဲခွင့်ရာတပ်ပံပိတ်လိုက်ဖို့ညွှန်ကြားတဲ့အခါဒုထောင်မူကအံ့ဩတကြီးနဲ့ချိန်ကာလကိုမေးမြန်းပေမဲ့ထောင်မူကြီးရဲ့ဆုံးဖြတ်ချက်ကတော့ပြတ်သားလွန်းနေပါတယ်။ဒုထောင်မူဟာဒေါစီသွားရောက်ပြီးပကြီးဆွဲခွင့်ပိတ်ပင်လိုက်ကြောင်းပြောတဲ့အခါဖိုးဟိုဒေါဟာအကြီးကျယ်စိတ်ထိခိုက်သွားပါတော့တယ်။ပကြီးကကြောက်ရဲ့အသက်ပဲလို့သူကတောင်းပန်ပြောဆိုခဲ့ပေမဲ့ပကြီးပစ္စည်းတွေအားလုံးကိုတင်ဆက်ခြင်းခံလိုက်ရပါတယ်။ဒီလိုရဟာဒေါအတွက်တော့လူသေးတိုက်တဲ့ကိုအရှင်လက်လက်အပုတ်ခံလိုက်ရတယ်လို့ဖြစ်သွားခဲ့ပါတယ်။နောက်တနေ့မနက်အလုပ်ရုံကိုရောက်တဲ့အခါအဖိုးကိုဒေါရဲ့မျက်နှာမှာအသက်ဝိညာဉ်ကင်းမဲ့နေပါတယ်။သူဟာပကြီးဆွဲခွင့်ဆုံးရှုံးသွားရတဲ့အတွက်စိတ်နှလုံးကြေကွဲနေပြီးတန်တိုင်းနေအလွန်ကပြတင်းပေါက်ကနေဝင်လာတဲ့အလင်းရောင်ကိုပဲငေးကြည့်နေပါတယ်။သူ့အတွက်တော့ဒီထောင်ထဲမှာဆက်ပြီးတော့အသက်ရှင်ဖို့မျှော်လင့်ချက်ကအဲ့ဒီအလင်းရောင်လိုပဲဝေဝါးနေပါပြီ။ဒေါဟာခုံတလုံးလုံးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့စတိုကန်းကနေရဲတင်တလက်ကိုထုတ်ယူခဲ့ပါတယ်။သူဟာထောင်ဆောင်မစ္စတာစတင်းကိုအနားခေါ်လိုက်ပြီးလူတိုင်းမမျှော်လင့်ထားတဲ့အချိန်မှာပဲသူ့ရဲ့ပကြီးဆွဲခဲ့တဲ့လက်ချောင်းတွေကိုရဲတင်နဲ့ကိုယ်တိုင်ခုတ်ဖြတ်ပစ်လိုက်ကမင်းတို့ငါရဲ့ပကြီးဆွဲခွင့်ကိုပိတ်ရင်ငါမှဒီလက်ချောင်းတွေမလိုတော့ဘူးဆိုတဲ့ပြင်းထန်တဲ့ဆန္ဒပြမှုဖြစ်ပါတယ်။ထောင်ဆောင်လဲလန့်ဖြန့်ပြီးလဲကျသွားကခရမုတ်ချက်ပေးလိုက်တာကြောင့်ခြားအဆောင်တွေရောက်လာပြီးတွေးရိုင်တဲ့ဒေါကိုအတင်းဆွဲခေါ်သွားကြပါတယ်။ဖရန့်ဟာဘာဖြစ်တာလဲဆိုတာသိချင်လို့လိုက်ကြည့်ပေမဲ့အဆောင်ကသူ့နေရာသူပြန်သွားဖို့ငောင်ငန်းပြောဆိုခဲ့ပါတယ်။ဒေါထွက်သွားပြီးရဲ့နောက်မှာတော့ဖရန့်ဟာသူ့ဘောင်းမီအိတ်ကတ်ထဲမှာထူးဆန်းတဲ့အရာတစ်ခုကိုစမ်းမိလိုက်ပါတယ်။အဲ့ဒါကတော့ဒေါအမြဲတမ်းပကြီးဆွဲလေးရှိတဲ့ဝါကွန်းပန်းမွင်လေးတစ်ပွင့်ပါပဲ။ဒေါဟာသူမခုတ်ခင်ကလေးကဖရန့်ရဲ့အိတ်ကတ်ထဲကိုလှပတဲ့မျောလင်းချက်တစ်ခုအဖြစ်ဒီပန်းလေးကိုထည့်ပေးသွားခဲ့တာဖြစ်ပါတယ်။ဒေါရဲ့ဆုံးရှုံးမှုကိုမြင်လိုက်ရတဲ့ဖရန့်ဟာဒေါသားနဲ့ဝမ်းနည်းမှုတို့ရောရှက်သွားခဲ့ပါတယ်။သူဟာဒေါရဲ့ပြက်ကြံခဲ့တဲ့လက်ချောင်းတွေကိုခွက်တစ်ခုတည်းကိုထည့်ပြီးအဆောင်ကိုပေးလိုက်ပါတယ်။ဒါကိုအစီရင်ခံစာထဲမှာတေချာထည့်ရေးထားလိုက်မင်းတို့ထောင်မူကြီးမြင်အောင်လို့ဆိုတဲ့စကားနဲ့အတူထောင်မူကြီးရဲ့ရက်စက်မှုကိုသူပြန်လဲစိန်ခေါ်လိုက်ပါတော့တယ်။အခန်းထဲကိုပြန်ရောက်တဲ့အခါဖရန့်ဟာဒေါ်ပေးခဲ့တဲ့ဝါကွန်းပန်းမွင်လေးကိုကြည့်ရင်တွေးနှက်နေခဲ့ပါတယ်။သူဟာစိတ်အပန်းဖြစ်ုံတတ်မဟုတ်ပဲအကြံစီတစ်ခုနဲ့နေရန်ကလေဝင်ပေါက်စီကိုအဝိုင်းပြားလေးတွေနဲ့ပြစ်ပေါက်ပြီးတော့စမ်းသပ်နေခဲ့ပါတယ်။ဒီအချိန်မှာပဲထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ခွက်တလုံးထဲကနေထွက်လာတဲ့ပိုးဟက်တကောင်ဟာလေဝင်ပေါက်ရဲ့တန်စကားကြားကနေတဆင့်အနောက်ဘက်ကိုအလွယ်တကူဝင်သွားတာကိုဖရန့်တွေ့လိုက်ရပါတယ်။ဒါဟာဖရန့်အတွက်တော့ဒီတန်စကားရဲ့နောက်ွယ်မှာကြီးမားတဲ့ဟာလာဟင်းလင်းပြတင်းပေါက်ဒါမှမဟုတ်လမ်းကြောင်းတစ်ခုရှိနေနိုင်တယ်လို့အချက်ပြမှုဆိုတာသူနားလည်လိုက်ပါတယ်။ညဘက်ရောက်လို့ကင်းလှည့်ဆောင်အဖွဲ့ဖြတ်ကျော်သွားတဲ့အချိန်မှာတော့ဖရန့်ဟာသူ့ရဲ့အစီအစဉ်ကိုစတင်ပါတော့တယ်။သူဟာထောင်မူကြီးစီကခိုးယူလာခဲ့တဲ့လက်သိမ်းညက်ကိုတုံးပြီးတော့လေဝင်ပေါက်ဘေးကနေရန်ကိုစမ်းသပ်တူးကြည့်ခဲ့ပါတယ်။အံ့ဩစရာကောင်းတာကနှစ်ပေါင်းများစွာပင်လယ်စားငံရည်နဲ့တိုက်စားခံထားရတဲ့အေကာရက်ဆိုတဲ့နေရန်တွေဟာဆွေးမြင့်နေပြီးတူးရတာထင်ထားတာထပ်ပို့ပြီးတော့လွယ်ကူနေတာကိုသူသိလိုက်ရပါတယ်။ဒါဟာသူတီထောင်ထဲကနေလွတ်မြောက်နိုင်မဲ့တစ်ခုတည်းသောလမ်းစာဖြစ်ပါတယ်။ဒါပေမဲ့သူဟာအလွန်သတိကြီးသူတစ်ယောက်ပါ။အဆောင်ပြန်မရောက်လာခင်မှာပဲသူဟာနေရန်ကအစနာတွေကိုရှင်းလင်းမိပြန်ဖွင့်ပြီးသူ့ရဲ့တူဒီသောကရိယာဖြစ်တဲ့လက်သေးညက်ကိုသမရကျန်းစာအုပ်ကြားထဲမှာတေချာဝတ်ထားလိုက်ပါတယ်။နောက်တနေ့ထမင်းစားချိန်မှာတော့ဖရန့်ဟာသူ့ရဲ့အနီးကပ်တငယ်ချင်းတွေကိုမမျှော်လင့်ထားတဲ့စကားတစ်ခုပြောလိုက်ပါတယ်။ငါတို့ဒီထောင်ကနေထွက်ပြေးလို့ရတယ်ဆိုတဲ့စကားလုံးကြောင့်အားလုံးဟာအံ့ဩမှင်သက်သွားပြီးသူ့ကိုပဲစိုက်ကြည့်နေကြပါတယ်။ဒါဟာအေကာရက်သမိုင်းမှာဘယ်သူမှမလုပ်နိုင်ခဲ့တဲ့ကိစ္စမလို့ပဲဖြစ်ပါတယ်။
ဖရန့်ဟာသူ့လေးလာထားတဲ့အချက်လက်တွေကိုချပြခဲ့ပါတယ်။အေကာရက်ဟာတက်တန်းကြာနေပြီဖြစ်တယ်လို့ပင်လယ်ရင်ငွေ့နဲ့စိုးထိုင်းစားတွေကြောင့်အုပ်နေရနေဟာဆွေးမြေ့နေပြီးတန်နိုင်နေရလဲတိုက်စားခံထားရတာပါ။သူဟာလက်သေးညက်လေးနဲ့ပင်လေဝင်ပေါက်ကိုချဲ့နေပြီဖြစ်ကြောင်းနဲ့အဲ့ဒီကနေတဆင့်နရန်အနောက်မှာပစ္စည်းတူလောင်ခန်းလမ်းမကိုရောက်မယ်။အဲ့ဒီကနေတဆင့်ခေါင်မိုးပေါ်ကိုတက်မယ်လို့သူကရှင်းပြခဲ့ပါတယ်။တငယ်ချင်းတွေဟာပြဿနာကိုထောက်ပြလာပါတယ်။အပေါက်ကိုဘလို့ဖုံးမလဲဆိုတဲ့မေးခွန်းအတွက်ဖရန့်ဟာမဂဇင်းထဲကကြော်ညာစာရွက်တွေကိုယူအပေါ်ကနေတန်စကားပုံစံပကြီးဆွဲပြီးနရံမှာကတ်ထားမယ်လို့ဆိုပါတယ်။လူစစ်တဲ့အခါကဘလို့လုပ်မလဲဆိုတော့စက်ကူတွေနဲ့ခေါင်းအထုတွေလှုပ်ပြီးအိယာပေါ်မှာတင်ထားမယ်။ဒါဆိုရင်အဆောင်တွေကအိတ်နေတယ်လို့ပဲထင်သွားလိမ့်မယ်လို့ပြောပါတယ်။ဒါပေမဲ့အကြီးမားဆုံးပြဿနာကတော့ပင်လယ်ပြင်ကြီးပါပဲ။ဖရန့်ဟာရကန်းယုံမှာလှုပ်လာတဲ့တငယ်ချင်းကိုမိုးကအင်ကြီးတွေနဲ့ကော်တွေကိုရှာပြီးဖွက်ထားဖို့မှာကြားလိုက်ပါတယ်။အဲ့ဒါတွေနဲ့လှေဖောင်တစ်ခုလုံမှာပါ။အောင်မြင်နိုင်ကြီးကိုမေးတဲ့အခါမှာတော့ဖရန့်ဟာအရန်နဲ့တယ်လို့ပွင့်ပွင့်လင်းလင်းဝန်ခံခဲ့ပါတယ်။ဒါပေမဲ့ဒီငရဲကန်းထဲမှာတစ်သက်လုံးအပုတ်ခံမဲ့အစားနေပါလာတဲ့မျောလင်းချက်ကိုစောက်ကင်ပြီး၄ယောက်လုံးဟာအန်ရကြားတဲ့ကိုခုန်ဆင်းဖို့သဘောတူခေါင်းငိမ့်လိုက်ကြပါတော့တယ်။ညဘက်ရောက်တိုင်းဖရန့်တို့ရဲ့လှုပ်ဝက်လုပ်ငန်းစဉ်ကစတင်ပါတယ်။ချာလီယာအခန့်ပြင်ကအဆောင်ကိုတတိနဲ့စောင့်ကြည့်ပေးနေချိန်မှာဖရန့်ကတော့နေရန်ကလေဝင်ပေါက်ကိုဖြည်းဖြည်းချင်းစတင်ချဲ့လာပါတယ်။ညာပေါင်းများစွာဒီလိုပဲတိတ်တဆိတ်လှုပ်ဆောင်လာရင်းနဲ့ဖရန့်ဟာအရေးကြီးတဲ့အဖြစ်တစ်ခုကိုတွေ့လာခဲ့ပါတယ်။နောက်တစ်နေ့ထမင်းစားချိန်မှာဖရန့်ဟာဒီနေရာကိုကြောက်ဆောင်ကျွန်းလို့နာမည်ပေးထားတာသူတွေတကယ်တော်တယ်လို့စကားတခုစလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူသုံးနေတဲ့လက်သေးညက်လေးနဲ့နေရန်ကိုတူးနေရတာဟာခရီးမရောက်လွန်းလို့ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့မျက်လုံးတွေကအခြားတနေရာကိုရောက်သွားပါတယ်။အဲ့ဒါကတော့သူ့လက်ထဲကဇွန်းပါပဲ။သူတို့အနားကိုအဆောင်ရောက်လာချိန်မှာဖရန့်ဟာသူ့ရဲ့ပြဇက်ကိုစတင်ပါတယ်။သူဟာဇွန်းကိုကြည့်ရတာဘဲကဆွဲထုတ်လာမှမသိလို့လဲကျင်ချောင်းအကြောင်းပြပြီးအဆောင်ကိုအကူအညီတောင်းခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဘေးရတငယ်ချင်းကလည်းသူစပူခန်းထဲမှာအလှဆင်းညင်ချောင်းမိကုန်းတွေနဲ့အဆောင်ကိုအာယုံလွှဲထားလိုက်ပါတယ်။အဆောင်ဟာအာယုံလွှဲနေတဲ့အချိန်မှာဖရန့်ဟာဟင်းလဲမဲ့နေရာကိုရောက်သွားပြီးဇွန်းတစ်ချောင်းကိုဘယ်သူမှမသိအောင်မသိမသာထပ်ပြီးတော့ယူလိုက်ပါတယ်။အခုဆိုရင်သူ့မှာလက်သေးညက်ထက်ပိုခိုင်မာပြီးပိုမြ мян တူးနိုင်မဲ့ကိရိယာတစ်ခုရရှိသွားပါပြီ။အင်္ဂလိပ်စာအုပ်လာပို့တဲ့အချိန်မှာဖရန့်ဟာခွင့်ရေးကိုအရယူလိုက်ပါတယ်။သူဟာအခန်းထဲမှာတင်တတ်ထုနှစ်ခုကိုဂေးစော်လို့ရနိုင်မလားဆိုတာတူတူလေးမေးမြန်းခဲ့ပါတယ်။ဝါရင်အကျဉ်းသားဖြစ်တဲ့အင်္ဂလိပ်ကလည်းဒါကိုလုပ်လို့ရကြောင်းနဲ့နီလန်ပြမယ်လို့ကတိပေးခဲ့ပါတယ်။ဒါဟာဖရန့်အတွက်တော့အားကောင်းတဲ့ကိရိယာတစ်ခုဖြစ်ဖို့ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်။ထမင်းစားဆောင်မှာတော့ဖရန့်ဟာလစ်တမတ်စီကနေအကျွေးစေးတစ်စိတ်ချေးယူဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဒီထောင်ထဲမှာအလကားရတာဘာမှမရှိဘူး။လစ်တမတ်ကအကျွေးစေးတစ်စိတ်အတွက်ဖရန့်ရဲ့အချိုပွဲ10ရက်စာနဲ့လဲလှယ်ဖို့တောင်းဆိုခဲ့ပြီးဖရန့်ကလည်းချက်ချင်းပဲသဘောတူလိုက်ပါတယ်။ညဘက်ရောက်တဲ့အခါအဲ့ဒီအကျွေးစေးကိုဖရန့်စီရောက်ဖို့ကမလွယ်ပါဘူး။အဆောင်နေမသိအောင်တခန်းချင်းစီလက်ဆင့်ကမ်းပြီးခက်ခဲပေးပို့ခဲ့ရပါတယ်။အကျွေးစေးရလာတဲ့အခါဖရန့်ဟာသူ့ရဲ့ပါရမီကိုထုတ်ပြပါတော့တယ်။သူဟာအကျွေးစေးကိုအမှုန်လေးဖြစ်အောင်ရင်လုပ်ပါတယ်။ပြီးတဲ့နောက်မှာဇွန်းအယိုးနဲ့လက်သေးညက်ကိုဆက်ဖို့အတွက်အဲ့ဒီအမှုန်တွေကိုမီးနဲ့အပူပေးကငွေခဲဟေးစော်တဲ့နီလန်းကိုခိုင်မာတဲ့တူးစရာကိရိယာလေးတစ်ခုအဖြစ်အသွင်ပြောင်းလိုက်ပါတယ်။သူနေရန်ကိုအတက်တရောတူးနေချိန်မှာပဲအဆောင်လာနေပြီဖြစ်ကြောင်းဘေးခန်းကတငယ်ချင်းကအချက်ပေးလိုက်ပါတယ်။ဖရန့်ဟာချက်ချင်းပဲတူးထားတဲ့မြေကြီးအစနာတွေကိုအိမ်သာကွက်ထဲထည့်ပြီးတော့ဖြတ်စည်းလိုက်ပြီးကရင်ပေါ်မှာဘာမှမဖြစ်သလိုဟန်မပြတ်အိတ်နေလိုက်တာကြောင့်အဆောင်လည်းဘာမှမရိပ်မိပဲဖြစ်သွားခဲ့ပါတယ်။နေရန်ကအပေါက်ဟာဖရန့်ရဲ့ဇွဲကြောင့်တဖြည်းဖြည်းနဲ့ကျဲလာပါပြီ။ဒါပေမဲ့ထွက်လာတဲ့အုတ်နေရန်အမှုန်တွေကိုစွန့်ပစ်ဖို့ကပြဿနာပါ။ဖရန့်ဟာအလုတ်ယုံကိုသွားတဲ့လမ်းမှာအိတ်ကက်ထဲကအုတ်မှုန်တွေကိုတလန်းချင်းစီဖြည်းဖြည်းချင်းချရင်းနဲ့တက်တေဖြောက်ခဲ့ပါတယ်။အပြင်ကိုထွက်ဖို့အတွက်လေဝင်ပေါက်ကတန်စကားဟာဂေးစော်ထားတာကြောင့်လက်နဲ့ဆွဲထုတ်လို့မရပါဘူး။ဖရန့်ဟာတငယ်ချင်းတွေကိုအစီအစဉ်ပြောပြကအလုတ်ယုံကနေတန်တက်တစ်ချောင်းရခဲ့ရင်အဲ့ဒီတန်စကားကိုချောင်းအောင်ရိုက်ထုတ်နိုင်မှာဖြစ်ပြီးပြောပြပါတယ်။ဒါပေမဲ့ပြဿနာကအလုတ်ယုံကအပြန်မှာတတ်ထုရှာဖွေရေးဆက်ကိုဖျက်ရမှာဖြစ်ပါတယ်။ဖရန့်ဟာအဆောင်တွေကိုလှည့်စားဖို့အတွက်ဗျူဟာတစ်ခုသုံးလိုက်ပါတယ်။သူဟာတတ်ထုချောင်းတစ်ချောင်းကိုလက်ထဲမှာပဲပေါ်ပေါ်တင်တင်ကင်လာခဲ့ပြီးသူဆက်ထဲကိုဖျက်လိုက်တဲ့အခါစက်ကအတန်စမိလာပါတယ်။ဖရန့်ဟာဒါဟာအဝတ်လမ်းမှုအတွက်ယူလာတာပါလို့အေးဆေးပဲဆင်ញင်ပေးခဲ့ပါတယ်။အဆောင်ကသူ့လက်ထဲကအရာကိုပဲအာယုံဆိုင်ပြီးတင်းဆဲလိုက်တာကြောင့်ငါတော့သူ့ကိုမိလိုက်ပြီလို့ထင်နေမှာပါ။ဒါပေမဲ့တကယ်အဖိုးတန်တက်ကတော့ဖရန့်ရဲ့ဖနက်အောက်ခြေကဟွက်ထားခဲ့ပြီးပါလာခဲ့ပါတယ်။အဆောင်ကလက်ထဲကပစ္စည်းကိုပဲစစ်ဆေးနေချိန်မှာဖရန့်ဟာတကယ်လိုအပ်တဲ့ကိရိယာကိုအခန်းထဲထိအောင်မြင်စွာတည်ဆောင်လာနိုင်ခဲ့ပါတယ်။အဆောင်နေရှင်းသွားတာနဲ့ဖရန့်ဟာသူ့ခိုးလာတဲ့တန်တက်ကိုတန်စကာရဲ့အတွင်းမှာတေချာတက်လိုက်ပါတယ်။သူဟာခြေထောက်နဲ့အာကုံသုံးပြီးစောင့်ကန်လိုက်တဲ့အခါမှာတော့နှစ်ပေါင်းများစွာခိုင်မာတဲ့ဝရိန်တွေဟာပြတ်ထွက်သွားပြီးလေဝင်ပေါက်တန်စကာဟာကျွတ်ထွက်သွားပါတော့တယ်။အဲ့ဒီနောက်မှာတော့သူဟာလေဝင်ပေါက်ကနေတဆင့်အပြင်ဘက်ကဈဉ္ဉံလန်းကိုပထမဆုံးအကြိမ်လှမ်းကြည့်နိုင်ခဲ့ပါပြီ။သူဟာသူ့ရဲ့အောင်မြင်မှုကိုအခြားတငယ်ချင်း၃ယောက်ကိုလည်းမျှဝေပြီးသူတို့ရဲ့အခန်းတွေမှာပါအလားတူလုပ်ခိုင်းခဲ့ပါတယ်။အပေါက်ဖောက်ပြီးရတဲ့နောက်တစ်ဆင့်ကတော့လူစစ်တဲ့အခါလှည့်စားနိုင်မှုခေါင်းတုလုပ်ဖို့ပါပဲ။
သူတို့ဟာနေရန်ကထွက်လာတဲ့အုံမုံတွေကိုမဂဇင်းစာရွက်တွေနဲ့ရောတော့ရေတွေနဲ့ရောဆက်ပြီးစက်ကူပြောဘက်နီးလန်းနဲ့လူကောင်းပုံစံကိုအချိုးစားကြကြပုံဖော်ကြပါတယ်ဒါဟာအိယာပေါ်မှာတင်ထားရင်အဆောင်နေအနေနဲ့အကျဉ်းသားဟာတကယ်အိတ်နေတယ်လို့ထင်အောင်ထင်မှာဖြစ်စေဖို့ပါပဲနောက်ထပ်အရေးကြီးတာကတော့နေရန်မှာဟာလာဟင်းလင်းဖြစ်နေတဲ့အပေါက်ကိုဘလို့ဖုံးမလဲဆိုတာပါပဲဖရန်တို့ထဲကတယောက်ကပကြီးဆွဲကျင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပကြီးပစ္စည်းတွေကိုတောင်းယူခဲ့ပါတယ်တကယ်တော့ဒါဟာပကြီးဆွဲဖို့မဟုတ်ပဲကတ်ထူပြားပေါ်မှာနေရန်ရဲ့တန်စကာရဲ့အယောင်ပုံစံအတိုင်းတစ်ထက်သေးကြအောင်ဆွဲဖို့ပဲဖြစ်ပါတယ်အဲ့ဒီနေရန်အတူလေးကိုအပေါက်မှာပြန်တက်လိုက်တဲ့အခါအဆောင်နေဘလို့ပဲဓမီနဲ့ထိုးကြည့်ကြည့်ဘာမှရိမ့်ပြီးတော့မှမဟုတ်ပါဘူးတညမှာတော့ဖရန်ဟာအစီအစဉ်ကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပြီးသူဖောက်ထားတဲ့အပေါက်ကနေတဆင့်နေရန်အနောက်ကဈဉ္ဉံလန်းတွေကိုတက်ရောက်တဲ့ထွက်လာခဲ့လိုက်ပါတယ်သူအပြင်ရောက်နေတဲ့အချိန်မှာပဲထောင်ဆောင်တယောက်ကသူ့အခန်းရှိကိုရောက်လာပြီးစစ်ဆေးတဲ့အခါကန်ကောင်းထောင်းမစွာနဲ့ဖရန်ပြင်ဆင်ထားတဲ့ခေါင်းအတုကိုစောင်းကြုံထားတာကြောင့်အဆောင်ကသူ့အိတ်နေတယ်လို့ပဲထင်ပြီးကြော်သွားခဲ့ပါတယ်ဒါဟာသူတို့ရဲ့လှည့်ကွက်အောင်မြင်နေဆိုတဲ့သက်သေတစ်ခုပါပဲဖရန်ဟာဈဉ္ဉံလန်းအတိုင်းအပေါ်ကိုတက်သွားရင်လည်းလမ်းကြောင်းတွေကိုလေ့လာခဲ့ပါတယ်ဒါပေမဲ့ပြဿနာတစ်ခုသူတွေ့လိုက်ရပါတယ်အပေါ်ဆုံးမှာတယောက်တည်းဆိုရင်ဘလို့မှမမှီနိုင်တဲ့အမြင့်မှာရှိနေတဲ့လေဝင်ပေါက်တစ်ခုရှိနေခဲ့တာပါဒါဟာတယောက်တည်းလှုပ်လို့ရတဲ့အရာမဟုတ်ဘဲတင်းဖွဲ့နဲ့လုံးမရမယ့်အလုံးမှန်သူသိလိုက်ပါတယ်နောက်တစ်နေ့ထမင်းစားချိန်မှာဖရန်ဟာသူတွေးခဲ့သမျှကိုအဖွဲ့ဝင်တွေကိုပြန်ရှင်းပြခဲ့ပါတယ်အပေါ်ဆုံးကအပေါက်ကိုရောက်ဖို့ဆိုရင်တယောက်ကိုတယောက်ပခုံးထမ်းပြီးကုညီမတက်နိုင်မှာဖြစ်ကြောင်းနဲ့ဒီညမှာတော့ဂျွန်နဲ့အတူအပေါ်ကိုထပ်ပြီးတော့အဲ့ဒီလမ်းကိုအတူတူဖောက်မယ်လို့အစီအစဉ်တကျပြောလိုက်ပါတော့တယ်ညဘက်ရောက်တဲ့အခါဖရန်နဲ့ဂျွန်တို့ဟာအောင်မြင်စွာတက်လှမ်းနိုင်ခဲ့ကြပါတယ်သူတို့ဖောက်ထားတဲ့နေရန်ပေါက်ကနေတဆင့်အပေါ်ကိုတဆင့်ချင်းသွားပြီးတော့နောက်ဆုံးမှာတော့ခေါင်မိုးပေါ်ကိုထွက်မဲ့လေဝင်ပေါင်နားကိုရောက်ရှိသွားပါတယ်ဒါပေမဲ့အဲ့ဒီမှာသူတို့ကိုစောင့်ကြုံနေတာကတန်ချောင်းအမာစားတွေပါပဲဒီတန်ချောင်းတွေဟာအရန်ကိုခိုင်ခံလွန်းတာကြောင့်လက်သေးညက်ဒါမှမဟုတ်ဇွန်းနေနဲ့တော့ဘလို့မှမဖြစ်နိုင်တာကိုဖရန်ချက်ချင်းပဲသဘောပေါက်လိုက်ပါတယ်ဒီနေရာမှာဖရန်ရဲ့အိုင်ကျူကစကားပြောလာပါတယ်သူဟာဒီအတားအဆီးကိုကြောဖြတ်ဖို့အတွက်လိုအပ်တဲ့စက်မှုလက်မှုကိရိယာတွေကိုတွက်ချက်လိုက်ပါတယ်ထိုအရာတွေကတော့မော်တာတစ်လုံးလွန်သွားနဲ့ဓမီတစ်လက်ပဲဖြစ်ပါတယ်အေကာရက်ထောင်ဟာအပြင်မှာတော့ပိတ်ဆို့ထားတယ်လို့ထင်ရပေမဲ့ဖရန်အတွက်တော့ဒါဟာသူ့ရဲ့လက်တွေ့ခံတစ်ခုလို့ဖြစ်နေခဲ့ပါပြီအေကာရက်ရဲ့အားလက်ချိန်မှာအကျဉ်းသားတွေတူရိယာမျိုးစုံတီးမှုန်နေကြပါတယ်အဲ့ဒီစူညံတန်တွေဟာဖရန်အတွက်တော့သူ့လုံးမဲ့စက်ပစ္စည်းတန်တွေကိုဖုံးကွယ်ဖို့အကောင်းဆုံးအခွင့်အရေးပါပဲသူဟာသူ့ရဲ့တူးဆက်အတွက်အဓိကလိုအပ်တဲ့မော်တာကိုရှာဖွေနေရင်မျက်စိရှိမှမြင်လိုက်ရတာကပန်ကာဟောင်းတစ်လုံးကိုအသုံးချဖို့ဆုံးဖြတ်လိုက်ပါတယ်ဖရန်ဟာလစ်တမတ်ကိုအလုံးယုံနေကနေမိကျိုးတစ်ခွေနဲ့လွန်သွားတစ်ချောင်းကိုခိုးယူပေးဖို့အကူအညီတောင်းခဲ့ပါတယ်လစ်တမတ်ဟာဒါဟာတိုက်ပိတ်ခံရနိုင်တဲ့အထိအန္တရာယ်များမှန်သိတာကြောင့်ဖရန်ရဲ့နေ့စဉ်အချို့ပွဲကိုရာသက်ပံပေးရမယ်ဆိုတဲ့ကတိနဲ့သဘောတူလိုက်ပါတယ်လွတ်မြောက်မှုအတွက်ဖရန်ဟာသူ့ရဲ့တစ်ခုတည်းသောဇိမ်ခံစားစရာကိုရင်းနှီးလိုက်ရပါတော့တယ်ညဘက်ရောက်တဲ့အခါဖရန်နဲ့ဂျွန်တို့ဟာပစ္စည်းတွေကိုဈဉ္ဉံလန်းထဲကနေယူဆောင်လာခဲ့ကြပါတယ်ဖရန်ကစက်ပစ္စည်းတွေကိုဆင်နေချိန်မှာဂျွန်ကကန်ကောင်းထောင်းမစွာနဲ့တန်ပိုက်လုံးတစ်ခုကိုဖြုတ်ယူနိုင်ခဲ့ပါတယ်ဒီတန်ပိုက်လုံးဟာနောက်ပိုင်းမှာသူတို့အတွက်အားကောင်းတဲ့လီဗာတစ်ခုဖြစ်လာပါတော့တယ်သူတို့လေဝင်ပေါက်ကိုရောက်တဲ့အခါဖရန်ဟာဂျွန်ရဲ့ပခုံးပေါ်ကိုတက်ပြီးအပေါ်ဆုံးကတန်နိုင်တွေကိုစတင်ရင်ဆိုင်ပါတယ်သူဟာခိုးယူလာတဲ့တန်ပိုက်လုံးတွေကိုတန်နိုင်ကြားထဲထည့်ပြီးအားကုန်သုံးကလူတကူစာဟသွားအောင်လုပ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဘေးကမူလီတွေကိုတစ်ခုချင်းစီဖြတ်ထုတ်လိုက်ပြီးခေါင်မိုးပေါ်ကိုတက်ဖို့လမ်းစာကိုအောင်မြင်စွာဖွင့်လွှတ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်နောက်တစ်နေ့ထမင်းစားဆောင်မှာဖရန်ဟာဒေါ့ကိုတတိရတဲ့အနေနဲ့သူ့ပေးခဲ့တဲ့ဝါကွန်းပန်းပွင့်လေးကိုပကံထဲမှာမျက်မျက်နုံနုံထည့်ထားပါတယ်ဒါပေမဲ့သူ့ရက်ဆက်လာတဲ့ထောင်မူကြီးရောက်လာပြီးဒါဟာစီကံဖောက်ဖျက်တာပဲလို့အကြောင်းပြကဖရန်ရဲ့မျက်နှာရှိမှတင်ပန်းလေးကိုချိန်မွှပစ်ခဲ့ပါတယ်ဒီရက်စွဲမှုကိုမကြည့်ရတဲ့လစ်တမတ်ဟာဒေါသနဲ့ဝမ်းနည်းမှုတို့ဘောင်းဆောင်ကနှလုံးဖောက်ပြီးမြေပြင်ပေါ်မှာလဲကျတည်ဆုံသွားပါတော့တယ်ထောင်မူကြီးကတော့ဒီထောင်ကနေအရှင်ထွက်လို့မရဘူးအသေးပဲထွက်လို့ရမယ်ဆိုတဲ့ကြောက်စရာကောင်းတဲ့စကားကိုသာခြံထားခဲ့ပါတယ်ဒီဖြစ်ရက်ကဖရန်တို့ကိုနောက်ထပ်10မိနစ်တောင်စောင့်ငံ့မနေတော့ပဲတွန်းအားပေးလိုက်ပါတော့တယ်ညရောက်တဲ့အခါဖရန်ဂျွန်နဲ့ကလဲရင်တို့ဟာသူတို့ရဲ့ခေါင်းအတုတွေကိုအိယာပေါ်မှာအစင်အပေါက်ကနေဈဉ္ဉံလန်းထဲကိုထွက်လာခဲ့ကြပါတယ်ဘတ်ရဲ့အခန်းရှိရောက်တဲ့အခါသူ့ကိုခေါ်ပေမဲ့ဘတ်ကကြောက်စိတ်ဝင်ပြီးတုံဆိုင်နေခဲ့ပါတယ်နောက်မှလိုက်ခဲ့မယ်ဆိုတဲ့သူ့ရဲ့စကားသူတို့နဲ့အတူမလိုက်ရဲတော့ဘူးဆိုတာကိုဖရန်သိလိုက်ရပါတယ်အချိန်ကအရန်တန်ဖိုးရှိနေတာကြောင့်ဖရန်တို့3ယောက်ဟာဘတ်ကိုထားခဲ့ပြီးရှေ့ဆက်ခဲ့ကြပါတယ်သူတို့ဟာအပြင်ကပြင်ဆင်ထားတဲ့အတိုင်းဈဉ္ဉံလန်းကနေတဆင့်အပေါ်ကိုတက်သွားပြီးတန်ပိုင်လုံးနဲ့ကန့်လန့်ဖောက်ထားတဲ့လေဝင်ပေါက်ကနေခေါင်မိုးပေါ်ကိုအောင်မြင်စွာတက်လန်းနိုင်ခဲ့ပါပြီအပြင်ဘက်ကလေအေးတွေနဲ့ကြဲအောင်တွေဟာသူတို့အတွက်တော့လွတ်မြောက်ခြင်းရဲ့ပထမအဆုံးအရသာပါပဲခေါင်မိုးပေါ်မှာသူတို့ကိုစောင့်ကြုံနေတဲ့အကြီးမားဆုံးအန္တရာယ်ကတော့မျောစင်ပေါ်ကအဆောင်တွေရဲ့အားကောင်းလာတဲ့မီးမောင်းကြီးတွေပဲဖြစ်ပါတယ်ဖရန်တို့3ယောက်ဟာမီးမောင်းလင်းနှန်းတွေတစ်ချက်နဲ့တစ်ချက်အကူပြောင်းမှာမြေပြင်ပေါ်ဝစ်လိုက်အမြန်ပြေးလိုက်နဲ့ပင့်သက်ဆိုင်ရင်ရှောင်ကွင်းခဲ့ကြပါတယ်လူမိသွားရင်အသက်ရှင်ဖို့လမ်းမရှိတာကြောင့်သူတို့ရဲ့လှုပ်ရှားမှုတိုင်းဟာတေချာတွက်ချက်ထားတဲ့စက္ကန့်ပိုင်းတွေပဲဖြစ်ပါတယ်သူတို့ဟာကြိုတင်ပြင်ဆင်ထားတဲ့အသက်ကဲအင်ကြီးတွေကိုစီဝစ်ဆင်လိုက်ကြပြီးထောင်နှရံဘေးကတန်ပိုက်လုံးကြီးတွေအတိုင်း
အောက်ကိုအမြန်ဆုံးဆင်းခဲ့ကြပါတယ်။အောက်ရောက်တဲ့အခါမှာလည်းပေ30လောက်မြင့်တဲ့စူးကျိုးခြံစည်းရိုးကြီးကိုခက်ခက်ခဲခဲကြော်ဖြတ်ပြီးအမှောင်တူးကိုအကွာအကွယ်ယူကကမ်းခြေကိုတုတ်ချင်တင်ပြေးခဲ့ကြပါတော့တယ်။ကမ်းခြေရောက်တဲ့အခါမှာတော့သူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့မိုးကအင်ကြီးတွေနဲ့လှုပ်ထားတဲ့ဖောင်ကိုအစင်သင့်ပြင်လိုက်ပါတယ်။ Frank John နဲ့ Clint တို့ဟာအသက်ကယ်အင်ကြီးတွေကိုကြက်နေအောင်ဝစ်ဖောင်မော်ကိုတက်ပြီးတော့အေးဆက်လာတဲ့ပင်လယ်အော်ရဲ့ရေလိုင်းတွေကြားကိုအပီးတိုင်တိုးဝင်ပြောက်ကွယ်သွားပါတော့တယ်။မနက်မိုးလင်းလို့ထောင်ဆောင်က Frank ကိုအခန်းပြောင်းမော်လာခေါ်တဲ့အခါမှာတော့တထောင်လုံးတုန်လှုပ်သွားခဲ့ပါတယ်။အဆောင်ကဂရင်မော်ကဆောင်ကိုဆွဲလန်လိုက်တဲ့အခါ Frank အစာစက်ကူပြောပတ်နဲ့လှုပ်ထားတဲ့အယုတ်ခေါင်းကကျမ်းမြေမော်လိမ့်ကျသွားခဲ့ပါတယ်။တစ်သက်လုံးဘယ်သူမှမဖောက်နိုင်ဘူးလို့ကြွေးကြော်ထားတဲ့အေကာရက်ရဲ့လုံခြုံရေးဟာFrank ရဲ့ညံရင်အောက်မှာအဆက်တကွဲပြိုလဲသွားခဲ့ပါတယ်။ထောင်မူကြီးဟာရဟတ်ရင်နဲ့ချက်ချင်းရောက်လာပြီးကျွန်းတော်ဝိုက်ကိုပိုက်စိတ်တိုက်ရှာခိုင်းပါတယ်။ဒါပေမဲ့ရှာဖွေရေးအဖွဲ့ရထားတာကတော့ဓာတ်ပုံအချို့နဲ့မိုးကစားနဲ့ချုပ်ထားတဲ့ပိုက်ဆိုင်ရေးတစ်ခုပဲဖြစ်ပါတယ်။ထောင်မူကြီးကတော့သူ့ရဲ့ရှုံးနိမ့်မှုကိုဖုံးကွယ်ဖို့အတွက်ဒီကောင်တွေပင်လယ်ထဲမှာရေနစ်သိပ်ကုန်တာဖြစ်မှာပါလို့ဇွတ်အတင်းပြောခဲ့ပါတယ်။ဒါပေမဲ့ထောင်မူကြီးကြောက်ဆောင်တစ်ခုပေါ်တက်ကြည့်လိုက်တဲ့အခါမှာတော့စကလုံးတွေပျောက်ရှာသွားရပါတယ်။အဲ့ဒီနေရာမှာဒေါဟာ Frank ကိုပေးခဲ့တဲ့ဝါကွန်းပန်းပွင့်လေးကိုတွေ့လိုက်ရပါတော့တယ်။ဒီပန်းလေးဟာ Frank ကိုတစ်ဖက်ကန်းကိုအောင်မြင်စွာရောက်သွားပြီးထောင်မူကြီးကိုလှောင်ပြောင်နေတဲ့အောင်ပွဲခံအမှတ်သားတစ်ခုပဲဖြစ်ပါတယ်။အာနာပိုင်တွေဟာ Frank တို့3ယောက်ကိုနေရာအနှံ့ရှာဖွေခဲ့ကြပေမဲ့အလောင်းကိုတောင်ရှာတွေ့ခဲ့ခြင်းမရှိပါဘူး။ဒီဖြစ်ရကြောင့်အေကာရက်ထောင်ရဲ့ဂုံတိတ်ကဟာအကြီးအကျယ်ထိခိုက်ခဲ့ပြီးတစ်နှစ်အကြာမှာတော့ဒီထောင်ကြီးကိုအပီးတိုင်ပိတ်ပစ်လိုက်ရပါတော့တယ်။ Frank Morin နဲ့အက်ကလင်းညီကိုတို့ကတော့လွတ်မြောက်ခြင်းရဲ့ပြရုပ်အဖြစ်သမိုင်းမှာကြံရစ်ခဲ့ပါတယ်။